Hello အားလုံးမင်္ဂလာပါကဲဒီထဲမှာလေအမိတ်သစ်ကလေးတွေဝင်ပါပြီဒီအမိတ်သစ်ကလေးတွေကလုံးဝလက်ကားစီးနီးပါးနဲ့ပြီးမဲ့ညင်ကြီးနာခက် quality စစ်စစ်လေးတွေဖြစ်ပါတယ်ဝတ်ထားလိုက်တာနဲ့လုံးဝချောမွေးပြီးတော့မှเนาะလူရဲ့ခန္ဓာကိုယ်ပေါ်မှာတခြားဘယ်အသားအင်ကြီးသားတွေနဲ့မှမတူပါဘူးเนาะဒါလေးတွေကဟိုဒီလိုမျိုးအရောင်လေးတွေကတော့ပွက်တက်ဝတ်လေဝတ်လို့ရတယ်ကျမတို့လူရိုးရိုးရှင်းရှင်းလေးဝတ်လေဝတ်လို့ရတယ်ပေါ့လေเนาะအခက်အင်ကြီးပုံလေးတွေချုပ်လေဝတ်လို့ရတယ်အထည်လေးဖြစ်ပါတယ်ဒါလေးတွေကကျမအခုဒီထဲမှာဒါတွေကကြတော့လေကင်လိုက်တာနဲ့ဟိုအထည်ရဲ့ weight ကနင်းအင်းနေပြီသူကလေဟိုဘယ်လိုလဲခြိသားလေးလေးနစ်ကလေးနဲ့ဒါကြောင့် premium ဖြစ်ပါတယ်เนาะ premium တအားလှတယ်เนาะတအားလှတယ်ဝတ်လိုက်ရင်အယောင်လေးတွေကပွက်တက်ပုံအယောင်ရေးရှိခံနေပေါ့လေတောင်းတရုံမဟောင်းနော်ကချင်လေးတွေဝစ်ပြီးဟောင်းသွားလို့မကြိုက်ဘူးဟောင်းသွားလို့မကြိုက်ဘူးဆိုဒါလေးတွေဝစ်ပါမပူဘူးရေချလိုက်လို့ရှိရင်ပျော့လေးဒီထဲမှာဒါကျမဒါလက်ကားစေးပုံစံမျိုးလေးနဲ့ပဲရောင်းသွားမှာပါဒါတွေကလေတကယ်ကိုဘူထမ်းပွင့်ကြွေအပင်နဲ့ပွင့်လေးတွေကိုသူကခတ်ထားတာပေါ့နော်ခတ်ထားတာဖြစ်ပါတယ်ပွဲရန်တိုးတွေဝစ်ကြည့်ပါနော်ပွဲကြည့်ပါပွဲရန်တိုးတွေခုပတ်စံ8000ဘတ်လေလေးနဲ့ပွဲတိုးတဲ့အရာဒါအခုမှဒါလေးတွေကအသက်ဝင်တာနော်အခုဒီထဲမှာဒါလေးတွေကကြတော့8000နဲ့8000ရောင်းရမယ်အထည်လေးတွေကို8000နဲ့3000နဲ့ယူပါเนาะတကယ် quality ကောင်းတဲ့အထည်လေးဖြစ်ပါတယ်เนาะဒီလိုမျိုးအမိတ်ကလေးတွေကလည်းဒီလိုမျိုးပွင့်ကြွေလေးတွေကိုအမိတ်အရန်လှတယ်เนาะအမိတ်ကလေးတွေအရန်လှတယ်အယောင်လေးတွေကလည်းအရန်ကိုလှတယ်အယောင်လေးတွေအယောင်ဆန်းလေးတွေပေါ့တကယ်ချီအကောင်း quality အကောင်းကိုကြိုက်တယ်ဆိုဒါကိုယူပါเนาะမကြိုက်ဘူးဆိုရင်လာကျမလာတခုတော့ရှိတယ်เนาะကြိုးချောင်းတင်းနေရောတဲ့ဟို complaint မျိုးဖြစ်ဖို့တော့လိုတာပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ဒီပေါ်မှာခတ်ထားတဲ့ချီတွေကိုအစဟိုသုံးမွေးချီတို့ဘာလို့ပြောတဲ့အမျိုးသမီးတယောက်နဲ့ကျမအခုကြုံဘူးလို့เนาะအဲ့တော့ဆိုင်ကိုကြိုက်တယ်လို့အချိန်မရွေးလာပြီးတော့လဲလို့ရတယ်လာရှင်းလို့ရတယ်ပစ္စည်းလေးတွေဝယ်တဲ့အခါမှာကိုမကြိုက်ဘူးဒါလေးကတော့မကြိုက်ဘူးညီမရေရတယ်เนาะအဆင်ပြေတယ်လာလဲလို့ရတယ်လာပြောလို့ရတယ်เนาะကျမတို့ကဒီဟိုဆိုင်လေးလဲအချိန်မရွေးလာလို့ရပါတယ်เนาะကဲဒီမှာပါเนาะအဲ့တော့ဒီလိုမျိုးလေးပေါ့လေဒီလိုမျိုးအယောင်လေးတွေကတကယ်ကို quality ကောင်းလေးနဲ့ခတ်ထားတဲ့အထည်လေးတွေအယောင်ကဆောက်ပဲပွဲတက်ရအောင်เนาะပွဲတက်ရအောင်ဝင်လိုက်တယ်ဆိုရင်ဝင်းနေတာလူကလှပြီးတော့မှချက်တည်အရန်ရှိတယ်လက်ဝတ်ရတနာလေးတွေဝတ်လဲတအားလှတယ်လူကလေဟိုဘယ်လိုလင်းလေးနဲ့လှတဲ့ကာလာမျိုးကြီးပေါ့เนาะပြီးရင်နောက်တစ်ခုကကြတော့ဒီလိုမျိုးလေးပါเนาะဒီလိုမျိုးလေးအယောင်လေးတွေအကုန်လှတယ်အနောက်မှာကြတော့သူတို့ရဲ့အပွင့်ရကြပဲကျွန်တော်တို့အခုဘူထန်းရိုးရာပွင့်ကျူကိုခတ်ထားတာတခြားပွင့်ကျူနဲ့မတူဘူးပေါ့လေเนาะမတူဘူးဒါမျိုးလေးလှနေတာဂိုက်ခွင်းအနံ့အရှည်ကြီးတွေเนาะ9တာဝန်အပြည့်ပါတယ်เนาะခွင်းအနံ့တွေကလည်းလုံးဝအရှည်ကြီးတွေဖြစ်ပါတယ်ကချင်လေးဝှေ့ပြီးတိုးတက်ကလေးတို့ဘာလေးတို့ဖြစ်တဲ့သူတွေအဲ့ဒါမျိုးတွေမွေးနေပေါ့လေเนาะဒါမျိုးလေးတွေ